ရှင်အိမ်ပြန်လန်း channel ကနေပြန်လည်ပြီးတော့ကြည့်စုပါရစေဒီဗီဒီယိုမှာတော့ student သတင်းစာနဲ့စာရေးဆရာဘာတေးလင်နာရဲ့ Outrage Burma Struggle for Democracy တောင်းမှန်ဟောဗမာပြည်ဒီမိုကရေစီတိုက်ပွဲအခန်း9ရဲ့ဒုတိယပိုင်းကိုဆက်လက်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်နားဆင်ကြည့်ကြရအောင်နေဆက်တစ်လျှောက်ရှိကျောင်းသားများကြားစိတ်ဓာတ်ကျဆင်းမှုနဲ့စိတ်ဓာတ်ပြပြမှုတို့မှာမကြာမီ၌ပင်တိတာထင်ရှားလာသည်နေဆက်တစ်လျှောက်တွင်သူတို့အားအထောက်ပံ့ပေးမည့်နိုင်ငံများပေါ်ထွက်မလာပေထို့အပြင်ကျောင်းသားများ၏အမားတရမှာတပုံများကိုနိုင်ငံခြားကအကူအညီပေးနေသည်ဟုသောစေဆိုးရဝါဒဖြန့်မှုကိုရခင်ကယုံစားခဲ့ခြင်းပင်ဖြစ်သည်အ ਨੇ ဆုံးထိုအထဲမှာသူတို့လည်းဝေစုရလိမ့်မည်ဟုမျှော်လင့်ခဲ့ကြသည်သို့သောလောလောဆယ်သူတို့ရရှိနေသည်မှာဖြားနာခြင်းနှင့်အာဟာရချို့တဲ့ခြင်းတို့ပင်ဖြစ်သည်တချို့ကျောင်းသားများမှာနေဆက်ဒေသသို့ရောက်ရှိလာခဲ့ပြီးများမကြာမီငှက်ဖျားကြောင့်သေဆုံးကြရသည်တချို့မှာမျက်စိနာခြင်းနှင့်ဝဲပေါက်ခြင်းဝေဒနာများကိုခံစားခဲ့ကြရသည်မြို့ပေါ်မှသူတို့ထွက်လာခဲ့သည့်အချိန်မှစ၍အစားအသောက်ပြဿနာပေါ်ပေါက်လာသည်။ကမ်းမြစ်မှာနေဆက်ရှိဝေးလံခေါင်းပါသောစခန်းများ၌အစားအသောက်ကောင်းကောင်းစားနိုင်ရန်မှာလွယ်လာသည့်ကိစ္စတစ်ခုမဟုတ်ပေ။တပုံအုပ်စုများကကျောင်းသားများကိုစံများပေးနိုင်ခဲ့တော်လေအသားနှင့်ဟင်းသီးဟင်းရွက်ရှားပါမှုတို့ကြောင့်မြို့ပေါ်လူငယ်များအနေနဲ့သူတို့နေထိုင်ကြသည့်ပတ်ဝန်းကျင်အသစ်တွင်မွေကင်းနှင့်ငပြောဥများကိုရှာဖွေစားတောက်ကြရသည့်ဘဝသို့ရောက်ခဲ့ရသည်ထွက်ပြေးလာသောကျောင်းသားများပေါ်ထိုင်းနိုင်ငံမှထားရှိသည့်သဘောထားမှာအစာကလေးကဝီရောတိမဖြစ်သည့်တိုင်အောင်မတဲမကွဲနိုင်လာသည်ထိုင်းအာဏာပိုင်တို့သည်ပုဂ္ဂလိကကာကွယ်ရေးအဖွဲ့တို့အားစံစည်းဝါးဆောင်များနှင့်တခြားအကူအညီများကိုပေးပို့ခွင့်ပြုခဲ့တော်လဲထိုင်းနိုင်ငံတွင်ကျောင်းသားများအစဉ်အမြဲနေထိုင်ခွင့်ပေးရန်ဆန္ဒမရှိခဲ့ပေထို့အပြင်ထိုင်းနိုင်ငံကိုခြေကုပ်ယူ၍ရန်ကုန်အစိုးရတစ်အားလက်နက်ကင်တော်လှန်မည်ကိုမလိုလားပေစခန်းများ၌ပင်မမှုတံမခံနိုင်ကြသည့်လူငယ်များသည်ခိုလုံခွင့်ရရှိရေးအတွက်ထိုင်းနိုင်ငံတဲသို့ဖျက်ကျော်ဝင်ရောက်ခဲ့ကြတော့လဲဆိုင်ရာမှလက်မခံပဲသူတို့အားပြန်လည်မောင်းထုတ်ခဲ့သည်တခါတရံတနက်နှစ်ပင်ချိန်ရွယ်၍စခန်းများသို့ပြန်ပို့ခဲ့ကြသည်ထိုင်းနိုင်ငံ၌ခိုလုံရန်ကြိုးစားကြသူများထဲမှာကမ္မကောင်းရှာသောကျောင်းသားတချို့မှာဒေသဆိုင်ရာရဲများ၏ဖမ်းဆီးခြင်းကိုခံရပြီးတန်ငွေဘတ်1000-2000ကျခံပြီးမှလွှတ်ပေးခဲ့သည်ထို့သို့လွတ်မြောက်ခဲ့ပြီးတော့လဲနောက်မကြာမီပြန်လည်အဖမ်းခံရလျင်ခံရပေလိမ့်မည်ဖြစ်သည်ခဏတာကာလအတွင်းကျောင်းသားများသည်ထိုင်းမြန်မာနယ်စပ်တစ်လျှောက်ရှိလူမျိုးစုသဘုံများအနေနဲ့မြည်သည့်နိုင်ငံခြားအကူအညီမှမရပဲနယ်စပ်စီးပွားရေးဖြစ်သောမှောင်ခိုကုန်ကူးရောင်းဝယ်မှုပေါ်အခွန်ငွေကောက်ခံခြင်းဖြစ်သောရပ်တည်နေကြသည်ကိုသိရှိလာကြသည်ထို့သောတပုံများတွင်ရှိသောတနက်နှင့်လက်နက်ခဲယမ်းမိကျောက်တို့မှာထိုင်းနိုင်ငံဘက်မှလက်နက်ကုန်သည်များ၏ပွဲစားတို့မှတဆင့်မတတဆဈေးပေး၍ဝယ်ယူခဲ့ရခြင်းဖြစ်သည်သို့သော KNU နှင့်မွန်ပြည်သစ်ပါတီတို့တွင်သူတို့တပ်ဖွဲ့များအတွက်တပ်စင်ရန်လက်နက်အလုံးလောက်မရှိကြပေစက်တင်ဘာလဆန္ဒပြပွဲများတွင်ပါဝင်ခဲ့သောအမှတ်900နှင့်၄တပ်စခန်းပြုပြင်ထိန်းသိမ်းရေး၄တပ်စခန်းမှတပ်သားတချို့သည်နေဆက်သို့ထွက်ပြေးလာနိုင်ခဲ့သည်၎င်းတို့၏နေဆက်စခန်းများမှာတခြားစခန်းများတက်ပိုစနစ်ကြကြဖွဲ့စည်းထားပုံရသည်သို့သော၄တပ်မှရဲဘော်အားလုံးထွက်ပြေးမလွတ်မြောက်နိုင်ခဲ့ကြပေတက်ကြကြီးလှဆိုးနှင့်သူတို့ရဲဘော်3ဦးမှာနေဆက်သို့ထွက်လာအော်တိုဘာလ1ရက်နေ့၌တောင်ငူတွင်အဖမ်းခံခဲ့ရသည်သူတို့အားလုံးကိုရေကြီးအိုင်သို့ခေါ်ဆောင်သွားခဲ့ရာ2ဦးမှာကြံဖန်လွတ်မြောက်သွားသည်တက်ကြကြီးလှဆိုးမှာနှစ်ပတ်ကြာရိုင်းနှံညှဉ်းပန်းခံရပြီးနောက်22ရက်နေ့တွင်မင်္ဂလာတုံစစ်ဆေးရုံသို့ပြောင်းရွှေ့ခဲ့သည်သူအားမိတ်ဆွေရဲဘော်များကတေချာကြည့်ယူမှမမိကြလေသည်သူဟာအယိုးကြောင့်နဲ့တူနေတယ်တကူလုံးလဲတန်ရာတွေနဲ့ညှိုမဲနေတယ်ဟုသူ့ရောင်ရင်းရဲဘော်များကပြန်ပြောပြသည်လှဆိုးဤတမူးကလှဆိုးကိုကြည့်ရှုလိုကြောင်းမေတ္တာရက်ခံသောအခါအထက်ကခွင့်မပြုခဲ့ပြီ4ရက်အကြာတွင်လှဆိုးတယောက်ဒဏ်ရာများကြောင့်သေဆုံးသွားသည်
မျိုးစုသဘောများပေးနိုင်သည့်တခုလေးသောအရာဖြစ်သည့်အခြေခံစစ်ပညာလေ့ကျင့်မှုတချို့ကိုရရှိထားသောကျောင်းသားများမှာအနည်းငယ်မျှတာဖြစ်သည်။တို့တိုင်အောင်ကျောင်းသားများအကြားတွင်လူမျိုးစုသဘောများနှင့်ညီတို့မဟာမိတ်ပြုရမည်နည်းဟုသောပြဿနာကွဲပြားမှုပေါ်မူတည်၍စိတ်ဝမ်းကွဲပြားလာလေသည်။အသက်25နှစ်အရွယ်ရှိဆူဆူကကျွန်တော်ကိုယ်တိုင်မြင်တွေ့ခဲ့ရတာကတော့လူမျိုးစုသဘောတွေကတရေတပတ်တွေကြောက်စရာကောင်းတဲ့တရားတွေမဟုတ်ပါဘူး။ဒါပေမဲ့မြို့မှာရှိနေတဲ့လူများစုကတော့အစိုးရရဲ့နှစ်ပေါင်းများစွာဝါဒဖြတ်မှုကိုယုံကြည်နေကြတော့ပဲ။လောလောဆယ်ကျွန်တော်တို့အဲ့ဒီအဖွဲ့အစည်းတွေနဲ့ပူးပေါင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့အမှားပဲ။ပြည်သူတွေကျွန်တော်တို့ကိုအထင်လွဲကြမှာသိကြတယ်။ကျွန်တော်တို့အခုရထားတဲ့ကြီးမားတဲ့ပြည်သူထောက်ခံမှုဆုံးရှုံးသွားနိုင်တယ်ဟုပြောပြသည်။လူမျိုးစုတိုင်းရင်းသားများထဲမှစင်သက်လာခဲ့ကြသောကျောင်းသားများအတွက်မူအခက်အခဲသိမ့်မရှိဟုဆိုနိုင်သည်။ဖျားတုံးစုတောင်ကြားဒေသတွင်နိုင်ချန်တိတ်နှင့်မွန်ကျောင်းသား900ခန့်အပြင်တခြားပညာတတ်များလည်းမွန်ပြည်သစ်ပါတီနှင့်ပူးပေါင်းခဲ့ကြသည်။သို့သောမွန်ပြည်သစ်ပါတီမှာအသစ်စုဆောင်းထားသောကျောင်းသားများအတွက်လက်နက်များမရှိသေး၍စစ်တင်တန်း၌တကယ်လက်နက်အစားဝါဒုံများကိုသာအသုံးပြုခဲ့ကြရသည်။ကျောင်းသားတချို့ KNU နှင့်ပူးပေါင်း၍တိုက်ပွဲများတွင်ပါဝင်ခဲ့သည်။သူတို့အထဲမှတဦးမှာရန်ကုန်မြို့ရန်ကင်းမြို့နယ်မှာအသက်24နှစ်အရွယ်ရှိကျောင်းသားဟောင်းမိုးကျော်စံဖြစ်သည်။သူသည်တိုက်ပွဲတွင်ကြာဆုံးခဲ့သည့်ပထမဆုံးကျောင်းသားဖြစ်သည်။နိုဝင်ဘာလလယ်တွင်မိုးကျော်စံတို့တပ်ဖွဲ့မှထိုင်းနယ်စပ်နှင့်ကလျက်ရှိသောဝန်ခစခန်းအနီး၌အစိုးရစစ်သားများ၏ခြုံကိုတိုက်ခိုက်ခြင်းကိုခံခဲ့ရသည်။နောက်ပိုင်း၌သူ့အလောင်းကိုတွားကောက်ရာအစိုးရစစ်သားများကသူ့ဦးခေါင်းကိုဖျက်၍ပစ်ထားသည်ကိုတွေ့ခဲ့ကြရသည်။ရင်းမှာတခြားကျောင်းသားများကိုတရင်များနှင့်နောက်ထပ်မပူးပေါင်းရဲအောင်ပြုလုပ်သည့်အတားအဆီးတစ်ခုပင်ဖြစ်သည်။ရန်အနေငယ်ကြသောအခါခေါင်းမပါသောရုပ်အလောင်းကို KNU ဌာနချုပ်ဖြစ်သောမာနယ်ပလောတွင်မြေမြုပ်တကြိုလိုက်ကြသည်။မကြာမီမြန်မာကျောင်းသားအားလုံးအဖွဲ့အစည်းတစ်ခုတည်းအောက်တွင်စီးလုံးညီညွတ်ကြရန်ဖိအားပေးမှုပေါ်လာခဲ့သည်။သူမှသာလူမျိုးစုသဘောများကယ်ဆယ်ရေးအဖွဲ့များနှင့်တခြားသူများကသူတို့နှင့်ဆက်ဆံနေသောကျောင်းသားအဖွဲ့သည်မည်သည့်အဖွဲ့အစည်းဖြစ်သည်ကိုသိရှိနိုင်ပေလိမ့်မည်။ထို့နောက်တခြားအခက်အခဲတစ်ရပ်သိသာထင်ရှားလာသည်။ဖယိုဖယဲတကွဲတပြားနယ်စပ်သို့ထွက်ပြေးလာကြသောလူငယ်များမှာများသောအားဖြင့်တပ်တူရွယ်သူများဖြစ်ကြပြီးရန်ကုန်မန္တလေးတောင်ငူပြင်မနာတောင်ကြီးစသည့်မြို့များမှတပိတ်ခေါင်းဆောင်များဖြစ်ကြသည်။သူတို့သည်နယ်စပ်တွင်လည်းခေါင်းဆောင်များဖြစ်လာလိမ့်မည်ဟုတဘာဝကြကြမျှော်လင့်ထားခဲ့ကြသည်။ရန်ကုန်မှအဓိကကျောင်းသားခေါင်းဆောင်တယောက်တလေးမှနယ်စပ်သို့ထွက်မပြေးနိုင်ခဲ့ကြပြီ။မင်းစရာတယောက်စူးစမ်းခဲ့သေးတော်လဲနိုဝင်ဘာလ22ရက်နေ့တွင်မြေမြို့၌အဖမ်းခံခဲ့ရ၍ရန်ကုန်ထောင်သို့ပြန်ပို့ခဲ့သည်။နယ်စပ်တွင်1940ခုနှစ်များအတွင်းဂျပန်တော်လှန်ရေး၏အမတ်တရများကပျောက်ပြက်ခဲလာသည်။မိမိတို့ကိုယ်တိုင်ဗမာလူမျိုးရေးတပ်မတော်များ BIA ဗမာကာကွယ်ရေးတပ်မတော်များ BDA နှင့်ဗမာမျိုးချစ်တပ်မတော် BNA ကိုထူထောင်ရန်စိတ်ကူးရင်နေကြသောအောင်ဆန်းကလေးများလည်းရှိသည်။သို့သောယခုဒုတိယအကြိမ်လွတ်လပ်ရေးကြိုးပမ်းမှုသည်စီလုံးညီညွတ်မှုမရှိဘဲရဲဘော်3ကြိမ်နှင့်လည်းကွဲပြားခြားနားနေသည်။မြန်မာပြည်မြောက်ပိုင်းတွင်လက်နက်ကိုင်လှုပ်ရှားနေသောရွှေမင်းသားဦးဆောင်သည့်အဖွဲ့အကြောင်းပြန့်နှံ့နေတဲ့ကဲ့သို့ဂလုံနီအဖွဲ့၏စာရွက်စာတမ်းများသည်လည်းမြေအောက်အုပ်စုများအကြားတွင်ပြန့်နှံ့နေလေသည်။အကယ်၍ထိုအုပ်စုများရှိနေလျင်လည်းနိုင်ငံတော်ညီပိအစိုးရကိုမြည်တို့မြချင်းချောက်နိုင်မည်မဟုတ်ပေ။မကြာမီနယ်စပ်စခန်းများ၌ကျောင်းသားခေါင်းဆောင်များကြားတွင်၎င်းအဖွဲ့အစည်းမျိုးစုံကြားတွင်၎င်းပြိုင်ဆိုင်မှုများကြီးထွားလာခဲ့သည်။နယ်စပ်မှကျောင်းသားများ၏စီယုံရေးပြိုကွဲစေသည့်အကြောင်းတရမှာဝါဒရေးရာကွဲပြားမှုထက်ပုဂ္ဂိုလ်ရေးပဋိပက္ခအပေါ်အခြေခံသည့်ညီညွတ်မှုနှဲပါလာခြင်းနှင့်အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုကိုညီတို့သောအသွင်သဏ္ဍာန်မျိုးဖြင့်မဟာမိတ်ပြုမည်နည်းဆိုသည့်ပြဿနာများကြောင့်ဖြစ်လေသည်ထို့အပြင်ကျောင်းသားများတဖြည်းဖြည်းသတိပြုမိလာသောပြဿနာတရက်မှာနယ်စပ်သို့လာကြသူများတွင်
တချို့မှာကျောင်းသားများမဟုတ်ကြပေအစိုးရလူများသူတို့အထဲတွင်စိတ်ဝင်နေသည်ကိုသိရှိလာကြသည်နယ်စပ်တစ်လျှောက်ရှိကျောင်းသားများကိုစီးရုံးရန်ပြင်ပနိုင်ငံများမှမြန်မာများထိုင်းနိုင်ငံသို့ရောက်ရှိလာသည့်အခါအခြေအနေကပို၍ပင်ရှုပ်ထွေးလာခဲ့သည်အမေရိကန်နိုင်ငံဆိုင်ရာမြန်မာတန်မတ်ဟောင်းဦးဝင်း၏သားဦးတင်မောင်ဝင်းသည်နိုင်ငံရေးတက်ကြွသောပြည်ပရောက်မြန်မာလူငယ်ဖြစ်သူဦးရဲကျော်သူနှင့်အတူဩဂုတ်လကုန်ပိုင်းတွင်ဘန်ကောက်သို့ရောက်ရှိလာခဲ့သည်သူတို့နှစ်ဦးသည်ဩစတြေးလျဗြိတိန်အနောက်ဂျာမနီထိုင်းဘင်္ဂလားဒေ့ရှ်စသည့်နိုင်ငံများမှမြန်မာတို့နှင့်အဆက်အသွယ်ရှိသောအမေရိကန်နိုင်ငံတွင်အခြေပြုသည့် CRTP အဖွဲ့ကိုဦးဆောင်ကြသူများဖြစ်သည်သူတို့သည်တခြားပြည်ပရောက်မြန်မာများနှင့်အတူဘန်ကောက်မြို့စာထုံလမ်းရှိမြန်မာတန်ယုံအပြင်ဘက်တွင်ဆန္ဒပြခဲ့ကြသည်ထို့သို့ရောက်ရှိလာမှုနှင့်ပတ်သက်၍နယ်စပ်သို့ရှောင်တိန်လာကြသည့်ကျောင်းသားများမှာဝမ်းနည်းဝမ်းသာဖြစ်ကြသည်အများစုကသူတို့ကိုပံ့ပိုးကူညီမည်မည်သူကိုမဆိုကြိုဆိုခဲ့ကြပြီးတချို့က CRTP သည်နိုင်ငံရေးအမျက်ထုတ်ရန်အတွက်ဒီမိုကရေစီလှုပ်ရှားမှုတွင်ပါဝင်ပူးပေါင်းလာခြင်းဖြစ်သည်ဟုတွေးနေကြသည်မြန်မာပြည်ဒီမိုကရေစီလှုပ်ရှားမှုတွင်အစပိုင်းမှစက်တင်ဘာလ18ရက်နေ့အထိမြည်သည့်နိုင်ငံခြားအဖွဲ့အစည်းမှပါဝင်ခြင်းမရှိခဲ့ပေအာဏာသိမ်းပြီးနောက်ပိုင်းပြည်ပရောက်မြန်မာအဖွဲ့အစည်းများသည်နယ်စပ်ဒေသလှုပ်ရှားမှုများ၌ပါဝင်လာကြတော့လေကျောင်းသားများညီညွတ်ရေးကိုမဆောင်ရွက်ပေးနိုင်ခဲ့ချေ CRTP အပြင်ဦးနု၏နယ်စပ်တွင်အခြေပြုသောတော်လှန်ရေးအဖွဲ့အကျွမ်းကျန်များလည်းစက်တင်ဘာလနှင့်အောက်တိုဘာလတွင်ပြန်လည်ပေါ်ပေါက်လာခဲ့သည်1980ခုနှစ်တွင်လူငယ်ချမ်းသာခွင့်ပြုခဲ့တော်လဲရန်ကုန်သို့မပြန်သည့်1980ခုနှစ်လှုပ်ရှားမှုများ၏တဦးရီသောခေါင်းဆောင်ဦးတွင်မှမျိုးချစ်ပါတီကိုပြန်လည်အသက်သွင်းပြီးသူအခြေပြုရာဘန်ကောက်မှနယ်စပ်သို့ထွက်လာခဲ့သည် The United States of Burma USB The National Unity Party for Democracy NUDP နှင့်ပြည်သူ့လွတ်မြောက်ရေးတပ်ဦး PLF People's Liberation Front တို့မှကျောင်းသားစခန်းများသို့လာရောက်ကြသည့်ပြည်ပရောက်မြန်မာအဖွဲ့အစည်းတချို့ဖြစ်သည်သို့သောလူဦးရေအနည်းငယ်စီသာရှိသောထိုအဖွဲ့အစည်းများသည်ကျောင်းသားများအတွက်လက်နက်ပေးနိုင်ခြင်းမရှိပေမည်သို့ပင်ဖြစ်စေဆွေးနွေးပွဲများစကားစစ်ထိုးပွဲများနှင့်ထိုးကြိတ်ကြလူနီးနီးဖြစ်ခဲ့ရသောအငင်းခုန်များပြီးဆုံးသွားသည့်အခါတွင်နယ်စပ်တစ်လျှောက်ရှိတရားစင်မြသောကျောင်းသားစခန်းများ၏ကိုယ်စားလှယ်များမှာမဲဆောက်မြို့မြောက်ဘက် KNU နယ်မြေတွင်းရှိတောင်ရင်မြစ်ကမ်းဘေးမှဝန်ခစခန်းတွင်နိုဝင်ဘာလအစပိုင်း၌တွေ့ဆုံခဲ့ကြသည်ဆွေးနွေးပွဲမှာ9ရက်မြကြာမြင့်ခဲ့ပြီးမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ကိုတရားဝင်ဖွဲ့စည်းလိုက်ကြသည်ထို့အဖွဲ့အစည်းမှာစက်တင်ဘာလကလေးကတခြားစခန်းများတွင်ရှိနေခဲ့ပြီးဖြစ်သည်1984ခုနှစ်ဆန္ဒပြပွဲ၌အတွေ့အကြုံရခဲ့ပြီးဖြစ်သောကိုထွန်းအောင်ကျော်ကိုနိုဝင်ဘာလ9ရက်နေ့တွင်အဖွဲ့၏ဥက္ကဋ္ဌအဖြစ်တင်မြှောက်ခဲ့ကြသည် ABSDF အဖွဲ့၏ထုတ်ပြန်ကြေညာချက်ကိုလည်းထိုနေ့၌ပင်ထုတ်ပြန်ခဲ့ပြီးမြန်မာပြည်အတွက်စစ်မှန်သောဒီမိုကရေစီရရှိရေးပြည်တွင်းစစ်အဆုံးသတ်ရေးငြိမ်းချမ်းသာယာရေးပြည်ထောင်စုမြန်မာနိုင်ငံမှတိုင်းရင်းသားများအားလုံးအတွက်တန်းတူရေးတရားမျှတရေးတိုင်းရင်းသားစီလုံးညီညွတ်ရေးနဲ့နိုင်ငံတော်တည်ဆောက်ရေးတို့အတွက်အဓိဋ္ဌာန်ပြုခဲ့ကြသည်ရခိုင်ကလေးက ABSDF တွင်ပြိပခများရှိနေခဲ့သည်ကိုထွန်းအောင်ကျော်က NDF နှင့်နီးကပ်စွာပူးပေါင်းဆောင်ရွက်လိုတော့လဲတခြားကျောင်းသားများကလွတ်လွတ်လပ်လပ်ပြီးတန့်ခွဲ၍ဆောင်ရွက်လိုကြသည်လူမျိုးစုတပုံများနှင့်ခက်ကင်းကင်းနေကတစုံတရာသောနည်းဗျူဟာကိုထိမ့်သိမ်းထားလိုကြသည်သို့သောအဖွဲ့ထူထောင်ခဲ့ပြီးနှစ်ပတ်အကြာတွင် ABSDF သည်ပို၍ကျယ်ပြန့်သောတပ်ဦးအဖွဲ့ဝင်အဖြစ်သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်နိုဝင်ဘာလ18ရက်နေ့တွင်တောင်ရင်မြစ်အနောက်ဘက်ကမ်းရှိတခြား KNU စခန်းဖြစ်သောကလရီ၌ပြုလုပ်ခဲ့သည့်ဆွေးနွေးပွဲတွင်ဗမာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် DAB The Democratic Alliance for Burma ကိုဖွဲ့စည်းခဲ့သည် DAB အဖွဲ့တွင်အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု NDF မှလူမျိုးစုတပုံတပ်ဖွဲ့10ဖွဲ့ CRTP အဖွဲ့ပြည်ပရောက်မြန်မာများဖွဲ့စည်းထားသောအဖွဲ့ငယ်များနှင့်မွတ်စလင်အဖွဲ့အစည်း2ခုပါဝင်ကြသည်ထို့ပြင်
အိန္ဒိယနယ်စပ်မှချင်းအမျိုးသားအဖွဲ့တစ်ဖွဲ့လည်းပါဝင်လာသည်ကိုအံ့ဩဖွယ်တွေ့ရှိရသည်။ဩဂုတ်လအရေးခင်းဖြစ်ပွားခဲ့သည့်အချိန်ထိချင်းအမျိုးသားများတွင်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများမရှိခဲ့ပေ။ချင်းလူမျိုးစုမှာလက်နက်ကင်တော်လှန်ရေးတပ်ဖွဲ့မရှိသည့်တခုတည်းသောလူမျိုးစုဖြစ်သည်။အစိုးရကိုဆန့်ကျင်သည့်အုပ်စုပေါင်း23စုမှာ DAB နှင့်လက်တွဲခဲ့ကြသည်။ KNU ခေါင်းဆောင်ဗိုလ်မြကိုဥက္ကဋ္ဌအဖြစ်တင်မြှောက်ခဲ့ကြပြီး KIO မှဗရန်ဆိုင်မွန်ပြည်သစ်ပါတီမှနိုင်ရွှေကျင်နှင့်ဦးသွင်တို့မှဒုတိယဥက္ကဋ္ဌများဖြင့်ရွေးချယ်ခံရသည် CRDP ၏ဥက္ကဋ္ဌဦးတင်မောင်ဝင်းသည်အထွေထွေအတွင်းရေးမှူးဖြစ်လာသည်မြန်မာပြည်ရှိတပုံတက်များတွင်အဖွဲ့နှစ်ဖွဲ့သာ DAB ထဲမဝင်ဘဲတီးခြားနေခဲ့သည်တစ်ဖွဲ့မှာ CPB ဖြစ်ပြီးထိုအဖွဲ့အားကွန်မြူနစ်မဟုတ်သောအဖွဲ့ဝင်များကလက်မခံသည့်အတွက်ခြံခဲ့ရခြင်းဖြစ်သည်မည်သို့ပင်ဖြစ်စေအမျိုးသားဒီမိုကရေစီတပ်ပေါင်းစု၏မြောက်ပိုင်းတပုံတပ်ဖွဲ့၃ဖွဲ့ဖြစ်သောကချင်ရှမ်းနှင့်ပလောင်တို့ကမူကွန်မြူနစ်များနှင့်စစ်ရေးအရပူးပေါင်း၍စစ်ဆင်မှုများပြုလုပ်ခဲ့ကြပြီးဖြစ်သည်နိုဝင်ဘာလ14ရက်နေ့ကရေဒီယိုသတင်းတွင် CPB ကတပ်ဦးအပေါ်မူအရထောက်ခံကြောင်းကြေညာခဲ့သည် DAB တွင်မပါဝင်သည့်တခြားအဖွဲ့မှာဘိန်းဘရင်ခွန်စာအဖွဲ့ဖြစ်သည်ဤသည်မှာအံ့ဩစရာမဟုတ်ဒီဇင်ဘာလ18ရက်နေ့၌ဘန်ကောက်ပို့စ်သတင်းကပြုလုပ်ခဲ့သည့်အင်တာဗျူးတွင်ခွန်စာ၏ပြောရေးဆိုခွင့်ရှိသူတဦးကကျောင်းသားတွေအနေနဲ့နယ်စပ်မှပြန်လာဖို့စောမောင်အစိုးရရဲ့ကမ်းလှမ်းချက်ကိုတုံ့ပြန်သင့်တယ်ဟု၍ပြောကြားခဲ့သည်၎င်းကဆက်၍အဓိပ္ပာယ်ကောက်မရသောစကားတစ်ရပ်တွင်နိုင်ငံသားတွေမြန်မာပြည်ကိုအုပ်ချုပ်မှထက်နေဝင်းတို့မဟုတ်စောမောင်အုပ်ချုပ်တာခွန်စာအနေနဲ့ပိုပြီးနှစ်သက်တယ်ဟုဆိုခဲ့ပြန်သည်ခွန်စာသည်ရန်ကုန်အစိုးရနှင့်တိတ်တဆိတ်နားလည်မှုအမှန်တကယ်ယူထားသည်ဟုသောသင်္ကာမကင်းဖြစ်မှုများပို၍ပင်ခိုင်မာလာခဲ့သည်ကျောင်းသားအဖွဲ့အစည်းများတွင်အဖွဲ့တစ်ဖွဲ့မှာအမိကိုကင်းမဲ့စွာရပ်တည်ရန်လမ်းကိုရွေးချယ်ခဲ့သည်ကျောင်းသားများနေဆက်သို့ပထမဆုံးရောက်ခဲ့စဉ်ကသူတို့၏အဓိကမျှော်လင့်မှုမှာကျော်လာအရေးခင်ဖြစ်စဉ်ကခေါင်းဆောင်တအူးဖြစ်ခဲ့သူမောင်မောင်ကျော်ပင်ဖြစ်သည်သို့သောကျောင်းသားတစ်ဖွဲ့ဖွဲ့စည်းခဲ့ကြောင်းကျောင်းသားတို့ကြားခဲ့ရသည့်သတင်းမှာနောက်ဆုံး၌မောင်မောင်ကျော်ကိုချဲ့ကား၍ထုတ်လွှင့်ခဲ့သောသတင်းတစ်ရပ်သာဖြစ်သည်အမှန်တကယ်၌သူ့တွင်မြည်သည့်လက်နက်ကင်တက်ရင်မှမရှိပေလက်နက်မဲ့လက်တဆုပ်စာနောက်လိုက်များသာလျင်သူနှင့်အတူတကွနေခဲ့ကြပြီးသူတို့အားလုံးမှာဗိုလ်ချုပ်ဆွတ်စား၏အကာအကွယ်ပေးမှုကိုခံခဲ့ရတော့လေတခါတရံတိုင်းရဲစခန်းများ၌ကျုံနှောင်ထားခြင်းခံခဲ့ကြရသည်သူတို့အနေနဲ့နေ့စဉ်ဘဝရပ်တည်ရေးပြဿနာအတွက်စိတ်ပူနေရသည့်အချိန်များကပို၍များလေသည်မြန်မာမျိုးသားလွတ်မြောက်ရေးပါတီမှာနယ်စပ်တစ်လျှောက်တွင်ရှိသောအဖွဲ့များထဲမှအထီးကျန်ဆုံးဖြစ်သောအဖွဲ့တစ်ဖွဲ့ဖြစ်သည်၎င်းတို့အဖွဲ့မှာဆွတ်ဆိုင်အဆက်အသွယ်များ၏ပံ့ပိုးမှုအပြင်စာချုပ်တန်အဖွဲ့၏ကူညီမှုကိုလည်းရရှိခဲ့သည်ရင်းအဖွဲ့မှာဒေသခံစစ်တပ်ကထောက်ခံအားပေးလျက်ရှိသည့်ဘန်ကောက်မြို့ရန်ကန်ဟန်တက္ကသိုလ်မှကျောင်းသားအဖွဲ့အစည်းတစ်ရပ်ဖြစ်သည်ဩဂုတ်လ၌မမောင်ကျော်ဘန်ကောက်သို့ရောက်ရှိလာသည့်အခါထိုင်းကျောင်းသားများသည်မြန်မာပြည်ဒီမိုကရေစီလှုပ်ရှားမှုတွင်စတင်ပါဝင်ကူညီနေပြီဖြစ်သည်သူအားထိုင်းနိုင်ငံကျောင်းသားများအဖွဲ့ချုပ်မှအတွင်းရေးမှူးချုပ်ပရာဆက်ကန်ဆူဝမ်ယတနာနှင့်မိတ်ဆက်ပေးခဲ့သည်မောင်မောင်ကျော်ထိုင်းစစ်ဘက်နှင့်ပေါင်းသည့်အခါ SFT က ABSDF နှင့်ဆက်သွယ်ခဲ့ရာပြည်ပရောက်မြန်မာကျောင်းသားများအတွက်စစ်မှန်သောမိတ်ဆွေဖြစ်ခဲ့ကြရသည် SFT သည်သူတို့၏မဟာမိတ်မြန်မာကျောင်းသားများကိုနိုင်ငံခြားသတင်းစာများနှင့်ဆက်သွယ်ပေးတဲ့ကဲ့သို့ထိုင်းအာဏာပိုင်များနှင့်လည်းအပေးအယူလုပ်ပေးခဲ့သည်နိုဝင်ဘာလ10ရက်နေ့တွင်ထိုင်းနိုင်ငံကျောင်းသားများအဖွဲ့ချုပ်ကပြင်းထန်သောစကားလုံးများပါဝင်သည့်ကြေညာချက်တစ်စောင်ကိုထုတ်ပြန်ခဲ့သည်ထိုကြေညာချက်၌ထိုအဖွဲ့ချုပ်ကထိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီးပရာပတ်စ်လင်ပါဖန်၏ရန်ကုန်မြို့သို့အလဲအပတ်သွားရန်ကမ်းလှမ်းချက်ကိုကန့်ကွက်ခဲ့လေသည်ရင်းနောက်ပိုင်း၌ထိုင်းအစိုးရကရန်ကုန်သို့အလဲပတ်ခရီးကိုပယ်ဖျက်ခဲ့သဖြင့်အားလုံးအတွက်အံ့ဩစရာဖြစ်သွားရသည်ထိုင်းကျောင်းသားများအဖွဲ့ချုပ် SFT မှအထောက်အကူရရှိသည့်တိုင်အောင်စိတ်ပြတ်အားငယ်နေပြီးထင်အောင်ထင်မှားဖြစ်နေကြသောကျောင်းသားများသည်
မြန်မာပြည်အလဲပိုင်းရှိသူတို့၏နေအိမ်များသို့တိတ်တဆိတ်ပြန်လာခဲ့ကြသည်အော်တိုဘာလလယ်တွင်နဝတအစိုးရကစခန်း29ခုကိုနေဆက်မှပြန်လာလိုသည့်ចောင်းသားများအတွက်ဖွင့်လှစ်ခဲ့ပြီးနိုဝင်ဘာလ18ရက်နေ့ကိုနောက်ဆုံးလက်ခံမည့်ရက်အဖြစ်သတ်မှတ်ခဲ့သည်ထိုရက်တွင်ရောက်မလာသောចောင်းသားများကိုတပုံအဖြစ်သတ်မှတ်မည်ဖြစ်ကြောင်းကြေညာခဲ့သည်နောက်ပိုင်းတွင်နောက်ဆုံးသတ်မှတ်ရက်ကိုအကြိမ်ကြိမ်တိုးမြင့်ပေးခဲ့ပြီးရန်ကုန်သတင်းစာများတွင်လည်းနေဆက်မှပြန်လည်ရောက်ရှိလာသောចောင်းသားများသတင်းနှင့်ထိုင်းနယ်စပ်တစ်လျှောက်တွင်သူတို့ကြုံတွေ့ခဲ့ရသောအခက်အခဲများအကြောင်းတို့ဖြင့်ပြည့်နှက်နေတော်သည်အစိုးရသတင်းဌာနများကចောင်းသားများကိုလမ်းလွဲရောက်သွားကြသောလူငယ်များကောလာဟာလကိုယုံစား၍တပ်မတော်၏စေတနာသဘောထားအမှန်ကိုလွဲမှားစွာနားလည်ကြသူများဟုဖော်ပြကြသည်ចောင်းသားများမြို့ကိုပြည့်၍ထွက်ပြေးခဲ့သောအကြောင်းရင်းမှန်ကိုမူပြည်သူများသိရှိနားလည်အောင်မြည်သည့်အခါကားမှဖော်ပြရန်ကြိုးစားခြင်းမရှိခဲ့ပေယခုရေဒီယိုရုပ်မြင်သံကြားနှင့်သတင်းစာတို့ကចောင်းသားများသူတို့အမားကိုသိရှိနားလည်လာသဖြင့်ဥပဒေဘောင်အတွင်းသို့ပြန်လည်ဝင်ရောက်လာကြပြီဟုဆိုနေကြသည်ဒီဇင်ဘာလလယ်တွင်စစ်အာဏာပိုင်တို့ကចောင်းသား1500နေဆက်မှပြန်လည်ရောက်ရှိကြောင်းကြေညာခဲ့သည်တို့ရာတွင်ရင်းကိစ္စကိုအတည်ပြုရန်မလွယ်ကူပေတစ်ချိန်တည်းမှာပဲမြန်မာပြည်သို့ပြန်လာကြသောចောင်းသားများစွာပြန်ရောက်ပြီးမကြာမီအဖမ်းခံကြရသည်ဟုသောသတင်းများကထိုင်းနိုင်ငံသို့ရောက်ရှိလာသည်ရန်ကုန်မှတန်တမန်တဦးကရန်ကုန်မှာရှိတဲ့ចောင်းသားခေါင်းဆောင်တဦးရဲ့ခန့်မှန်းချက်ရဆိုရင်ပြန်ရောက်လာခဲ့တဲ့ចောင်းသား10%စလုံးပြန်အဖမ်းခံခဲ့ရတယ်ပြီးတော့ပျောက်သွားတာပဲတေကုန်ကြပြီထင်တယ်ဟုပြန်ပြောပြသည်တချို့မှာတကယ်သေဆုံးသွားကြသည်မိဘများမှာ၎င်းတို့၏သားများငှက်ဖျားယောဂဖြင့်ကွယ်လွန်သွားကြောင်းစာကိုသာရရှိခဲ့ကြလေသည်ရင်းတို့သောစာများကိုအထက်လိုက်ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်ဟုကာကွယ်ရေးဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်သောသတင်းပေးသူတဦးကဆိုသည်မြန်မာပြည်အနောက်ဘက်နှင့်မြောက်ဘက်ဒေသများသို့ထွက်ပြေးသွားကြသောចောင်းသားများကိုမိမိပျောက်ပျောက်ဖြစ်နေကြသည်သို့သောမန္တလေးမှចောင်းသား300ခန့်သည်ကချင်ចောင်းသား900နှင့်အတူကချင်ပြည်နယ်မြောက်ဖျားရှိမြကြီးနားမြို့၏အရှိတောင်နယ်မြေမှ KIA ဌာနချုပ်တွင်ကိုလုံလျက်ရှိကြသည်ရင်းစခန်းမှចောင်းသားများနှင့် KIA တို့၏ပဋိပက္ခမှာတောင်ပိုင်းရှိ KNU နှင့်ចောင်းသားတို့၏ပဋိပက္ခနှင့်နှိုင်းစာလျင်အ ਨੇ ချင်းမျှသာရှိပုံပေါ်သည်မြောက်ဖျားရှိចောင်းသားများမှာ KIA စခန်းတို့ရောက်လျင်ရောက်ချင်းသူတို့စခန်းချရန်အတွက်တိကျနေရာရပြီးစခန်းကိုသူတို့ကိုယ်တိုင်အုပ်ချုပ်ပိုင်ခွင့်ကိုလည်းပေးထားသည်ကချင်ပြောက်ကြားတပုံများကចောင်းသားစခန်းလုံခြုံမှုအတွက်တာဝန်ပေးပြီးစစ်တင်တန်းလဲပို့ချပေးကလက်နက်တချို့ပင်ကန်ဆောင်ခွင့်ပြုခဲ့သည်အိန္ဒိယနယ်စပ်တွင်ထိုင်းနယ်စပ်မှအခြေအနေနှင့်မတူဘဲတာဝန်ရှိပုဂ္ဂိုလ်များကအစာကလေးကပင်ပြတ်သားသော policy တစ်ရပ်ကိုချမှတ်ခဲ့သည်မဏိပူပြည်နယ်စံတယ်ခရိုင်ရှိလိတ်ခူးတွင်ចောင်းသားများခိုလုံရန်စခန်းတစ်ခုကိုစောက်ပေးခဲ့သည်ဤစခန်းမှာအဓိကအားဖြင့်စကိုင်းတိုင်းရှိတမူးမြို့အနီးမှနယ်စပ်ကိုဖျက်ကျော်ဝင်ရောက်လာသောမြန်မာចောင်းသားများအတွက်ရည်ရွယ်၍တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်ချင်းတိုင်းရင်းသားများအတွက်နောက်ထပ်စခန်းတစ်ခုကိုမီဇိုရမ်ရှိချန်ဖိုင်နှင့်ဆိုင်ဟာတို့တွင်တည်ဆောက်ပေးခဲ့ကြသည်အိန္ဒိယအာဏာပိုင်များကမြည်သည့်ចောင်းသားကိုမဆိုမြန်မာနိုင်ငံသို့အတင်းအဓမ္မပြန်ပို့မည်မဟုတ်ကြောင်းအစကတည်းကရှင်းလင်းပြသစွာကြေညာခဲ့သည်ထို့နောက်၎င်းတို့အတွက်အသက်အန္တရာယ်ရှိနေသည့်ကာလပတ်လုံးခိုလုံခွင့်ပေးမည်ဖြစ်ကြောင်းကိုလည်းကြေညာခဲ့သည်အိန္ဒိယသို့ရောက်ရှိလာသောចောင်းသားဥယေမှာရာပေါင်းအနည်းငယ်ထက်မပိုပေသို့သောသူတို့အားအိန္ဒိယအာဏာပိုင်တို့၏ကောင်းမွန်စွာဆက်ဆံမှုသတင်းများကမြန်မာပြည်တွင်းသို့ပြန်သွားကြသည့်အခါမြန်မာပြည်မြောက်ပိုင်းသို့တိတ်တဆိတ်ထွက်ခွာသွားခဲ့ကြသည့်ចောင်းသားများကပို၍များပြားလာသည်ချင်းပြည်နယ်မှចောင်းသားများအတွက်အထူးစိတ်ဝင်စားဖွယ်အကြောင်းတစ်ရပ်မှာမီဇိုရမ်နယ်မှမီဇိုတိုင်းသားများနှင့်ချင်းမျိုးသားများသည်အမျိုးအနွယ်တစ်ခုထဲမှဆင်းသက်လာသောကြောင့်အိန္ဒိယနိုင်ငံတွင်းသို့ဝင်ရောက်ရန်ပုံမလွယ်ကူခြင်းဖြစ်သည်သို့သောမီဇိုတို့၏ကူညီအားပေးမှုကိုစိတ်သက်အရာအားပေးမှုထက်ပို၍မရနိုင်မှန်းသိရှိလာကြသောကြောင့်
ချင်းမျိုးသားရာပေါင်းအနှဲငယ်ခန့်သည်မြောက်ပိုင်းရှိကချင်ပြည်နယ်တွင်ချင်းအမျိုးသားတပ်ဦးThe Chin National Front ကိုဖွဲ့စည်းခဲ့ပြီး KIA ထံမှစစ်ရေးလေ့ကျင့်မှုများကိုသင်ယူခဲ့ကြသည်1988ခုနှစ်ကျောင်းသားလှုပ်ရှားမှုသည်ပင်ကိုကအေးဆေးစွာနေတတ်သောချင်းမျိုးသားများကိုလူမျိုးစုတပုံတပ်ဖွဲ့တစ်ခုတိစောက်ရန်တွယ်ဝိုက်သောနည်းဖြင့်အထောက်အကူပြုခဲ့လေသည်အောက်တိုဘာလလယ်တွင်အိန္ဒိယနယ်စပ်တစ်လျှောက်ရှိမြန်မာကျောင်းသားများကလွတ်လပ်သောဒီမိုကရက်တစ်ပျောက်ကြားတပ်ဦးမြန်မာပြည်မြောက်ပိုင်းကိုဖွဲ့စည်းလိုက်ကြောင်းကြေညာသည်သူတို့လည်း ABSDF မှသူတို့၏ရဲဘော်ရဲဘက်များကဲ့သို့ပင်ဗိုလ်ချုပ်ကြီးစောမောင်စစ်အစိုးရအားလက်နက်ကင်တော်လှန်သွားမည်ဟုဂရိသစ္စာပြုခဲ့ကြသည်သို့သောထိုင်းနယ်စပ်အနီးရှိညီကိုများကဲ့သို့သူတို့လည်းလက်နက်ခဲယမ်းထောက်ပံ့ကူညီပေးမှုမရရှိခဲ့ချေအာဏာသိမ်းပြီးကတည်းကမျှော်လင့်နေခဲ့ကြသည့်မြန်မာနယ်စပ်ရှိကျောင်းသားများဦးဆောင်သည့်လက်နက်ကင်တော်လှန်မှုမှာမြို့ပေါ်ရှိပြည်သူများအတွက်မဖြစ်နိုင်သောအိမ်မက်တရက်သာဖြစ်နေခဲ့ပုံရသည်